ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကဲ Manchester United Manchester City တွေပွဲစဉ်တွေကတော့2-0ဆိုရတဲ့နဲ့ United တင်နေနိုင်ရရှိသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ယာယီမှာအဆင့်4မှာရောက်နေတယ် Man City တို့အဆင့်1ကနေတော့မဆင်းသွားဘူးပေါ့နော်ကောင်းတာတော်ကောင်းနေလို့ပြောရမှာနော်ဒီနေ့မှာတကယ်ကိုတိုက်စစ်ဆင်မှုတွေဆက်ဆရ United ကအသာကြီးပဲလုံးဝအသာကြီးပဲဒါပေမဲ့အဲကျွန်တော်ဖုန်းမှာပြောတဲ့ပုံစံရဆိုရင်တော့ဘောလုံးပန်ဆိုင်မို့တော့ United နဲ့30နှစ်ပေါ့နော်32ရာခိုင်နှုန်းပဲရခဲ့တယ် Man City ကတော့68ရာခိုင်နှုန်းတွေရခဲ့တယ်ကျွန်တော်တို့ HG အနေနဲ့ပြောမှဆိုတော့ကျွန်တော်တို့ကိုရရှိမှုလဲ 2.03 ထိရခဲ့တယ်လို့မျိုး Man City တင်ကတော့ 0.45 ထိပဲရခဲ့တယ်ပေါ့နော်အဲ့တော့ United ကပိုပြီးကောင်းတယ် total ချောမှာတော့ United တင်နေနဲ့7လုံးသွင်းတဲ့အချိန်မှာကျွန်တော်တို့9လုံးထိကိုပေါက်တိတ်ပြီး2 goal ရခဲ့တယ်ပေါ့နော် Man City တင်နေနဲ့9လုံးကန်တာ1လုံးပဲကိုပေါက်တိတ်တယ်အဲ့ဒီကိုကလည်းမရခဲ့ဘူးဗျအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်အဝါကတွေနဲ့ဒါလော့လူရှော့ထိခဲ့တယ်ဟိုတစ်ဖက်တင်မှာတော့ Rudy ထိခဲ့တယ် O'Reilly ထိခဲ့တယ်အဝါကကတော့အလောက်ပဲကျွန်တော်တို့ဒီဘောမှာပြောကြချင် Casemiro ဒဏ်ရာရသွားတယ်ပေါ့နော်အဲ့ဒါကြီးကတော့နင်းငယ်အဲ့ဒါခက်တယ်တကယ်လူစင်းမှာတကယ်ကိုကောင်းတယ်ဒီကပွဲထုတ်လာပုံလေးကကျွန်တော်တို့မထင်ထားသလိုကိုဖြစ်မလားပြကျွန်တော်တို့ဒီပုံမှာ Cisco ဒီကပွဲထွက်ပြီးဝုန်းတိုင်းကျဲမယ်မှတ်တယ် Cisco မထုတ်လာပဲနဲ့တကယ်ကောင်းမွန်နဲ့Ambumo Ahmed တူကူတို့ပွဲထွက်လာတဲ့အချိန်မှာတူကူနေလေကောင်းမွန်သောရှေ့တန်းပြသနိုင်တယ်လို့ကိုရှူနိုင်ခဲ့တယ်ဘရူနိုဖာနန်ဒါကတော့သူ့နေရာအမှန်ရောက်တဲ့လျောက်ပံပိုးမှုတွေပေးပို့မှုတွေကတော့တကယ်ကိုဆရာကြနဲ့ပေးနေတဲ့ရင်ဘရူနိုဖာနန်ဒါအတိုင်းပဲဖြစ်နေရတော့တကယ်ကိုအားရစရာပဲလို့မြင်မိတယ်ပေါ့နော်တပတ်တင်ရဲ့ဟာလန်ကိုတင်းချုပ်သွားတဲ့ခွိုင်းယာနဲ့မာတီနက်တို့ရဲ့နောက်တန်းခံစစ်ကလည်းတကယ်ကိုချစ်လက်တယ်လို့မြင်မိတယ်ညီကိုအနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ပြီးရင်ကျွန်တော်တို့ Flashmanတော့မြောက်ထင်းရှုံနိုင်ခဲ့ပါတော့ရှေ့ဒီတက်ဖန်းနာတွေပါလုံနိုင်တယ်ဘောလုံးပေးပို့မှုမှာရန်ကောင်းတဲ့ပေးပို့မှုတွေရှို့ပြုလုပ်နိုင်ခဲ့တယ်ကိုညာကတော့လူစားဝင်ကစားလာတယ်မိနစ်90မိနစ်မှာလူစားဝင်ကစားလာပြီးမှသူဗန်ဒီမို့နှစ်ကြိမ်ပြုလုပ်တာတစ်ချိန်လူချွန်ဘောနဲ့တူတူပဲမရခဲ့ဘူးပေါ့နော်အဲ့တော့လိုက်စီရင်တော့လူချွန်ဘောရမဖြစ်သင့်ဘူးလို့ထင်တာရတယ်တင်ဒါပေမဲ့လည်းလူချွန်ဘောနဲ့တူပဲပြီးသွားပါတော့အဲ့တော့ကိုညာဗန်ဒီမို့တစ်ချိန်ရခဲ့တယ်ဘရူနိုဖာနန်ဒါဗန်ဒီမို့တစ်ချိန်ရခဲ့တယ်တိုကူနဲ့အမ်ဘူမိုကတော့ကိုနှစ်ကိုဒီရခဲ့ပေါ့နော်အဲ့တော့ကောင်းတယ်ကတ်စမီရိုဒန်ရတာလွဲလို့ချမ်းသာလေးကိုတော့အဆင်ပြေနေသေးတယ်အပြင်ကျွန်တော်တို့နီးပြကြီးကားတဲ့အတွက်ကတော့တကယ်ကိုပေါ့နော်သူ့ဝေဖန်နေတဲ့သူဒီရဲ့ပါဇက်ကိုပိတ်သွားအောင်လုပ်လိုက်တာတော့တကယ်ကိုကောင်းတယ်လို့ပြောရမယ်တကယ်ကိုထားတဲ့တင်ရရှိတဲ့နိုင်ပွဲတစ်ပွဲကောင်းမွန်တဲ့ရလဒ်တစ်ခုဖော်ဆောင်နိုင်ခဲ့တာတော့တကယ်ကိုတော်တော်လှပပပဲလို့မြင်မိတယ်ပေါ့နော်လက်ရှိမှာအဆင့်35မိနစ်တူအဆင့်4မှာယာယီတလန်းနေခဲ့တယ်ယာယီပေါ့နော်6က66ကိုနော်အဲဒါနဲ့အဆင့်4မှာယာယီတလန်းနေခဲ့တယ်အထက်မှာတော့အစတွန်ဗီလာမန်စီရီတို့ရှိမယ်ကျွန်တော်တို့အစတွန်ဗီလာနဲ့ဆိုရင်ကျွန်တော်တို့ဘယ်လောက်ကွာမလဲ5မှတ်10မှတ်လောက်ကွာသေးရဆိုတော့ကျွန်တော်တို့တိတ်ပြီးတော့အများကြီးမျှော်လင့်လို့မရသေးဘူးနောက်လာမယ့်ပွဲ Brighton တို့ပါတော့ပွဲ Newcastle တို့ပွဲတွေကိုကြည့်အောင်မယ်သူတို့ပွဲတွေအနိုင်ရရှိလာမယ်ဆိုကျွန်တော်တို့နေရာပြန်ရောက်လာဖို့အတွက်ကရှင်နေများနေပေါ့နော်အဲ့တော့ come on နောက်လာမယ့်ပွဲတွေမှာ Arsenal နဲ့တွေ့ရမယ်အဲ့ဒီပွဲမှာလည်းအကောင်းဆုံးဆောင်နိုင်မယ်လို့မြင်မိတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့တော့ဒီလောက်နေပဲပိတ်သိမ်းရတယ်ကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ United Speaker ဆိုတဲ့ account လေးကိုလည်း subscribe လုပ်သွားဖို့အတွက်မေတ္တာရပ်ခံပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ